အဖေလား Hello ဒီတစ်ခါတော့ကျမရဲ့ဘဘတော်ပဲပေါ့နော်ဒါ artist မောင်တို့ရဲ့ပထမဆုံး first solo show လေးကိုသွားခဲ့တော့ vlog လေးကိုတင်ချင်ပါတယ်။ကြတော့ဒီပွဲကမေလတောင်ကလှုပ်သွားတာပေါ့နော်။အခုမှ edit လုပ်ရလို့ခုမှတင်လိုက်တာပါ။ဒါကဘဘရဲ့ first solo show ဆိုတော့အရန်မိုက်တယ်ကားတွေရလဲလေ။ကြည့်ရတာအားရတယ်။ဒီကားဆိုလို့ရှိရင်လည်းကြည့်ပြီးတော့ကျမငိုချင်လာတယ်။လူတွေရဲ့ဘဝအပေါ်ပူအောက်ပူဖြစ်နေရလေးပေါ့နော်။အဲ့လိုမျိုးပြီးတော့ဝမ်းသာစရာသတင်းတစ်ခုကကြတော့ဒီဒီပွဲရပေါ့နော်လှုပ်ပြီးတော့ပွဲစဖွင့်တဲ့နေ့ပထမဆုံးနေ့မှာပဲနိုင်ဝက်အတွင်းမှာဟိုNot for Sale ၄ကားလွယ်ပြီးကျန်တဲ့ပချီကားတွေအကုန်လုံးတင်ညအကုန်လုံး sold out ဖြစ်သွားတာပေါ့နော်ပြီးတော့ဒီကားလေးဆိုလို့ရှိရင်တော့ဒါ personally my favorite ပေါ့နော်ဒီကားလေးကိုအရင်သဘောကျပါတယ်ပြီးတော့အရင်လဲ inspire ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လို dream project တစ်ခုခုလုပ်ချင်စိတ်ဖြစ်သွားတယ်ဒါကတော့ဘဘနဲ့အမတ်တရရိုက်ထားတဲ့ပုံလေးပါပြီးတော့အဲ့ရနေပြီးတော့အကိုဝမ်းခွဲအိမ်ကိုရောက်သွားတယ်မှာကြောင်ကြီးကိုကလိလာတယ်တဲ့တွားလာသူ့ကိုကန်ချင်တယ်သူကရမ်းစွာတယ်လို့အန်ထွက်လို့လေအဲ့ညမသွားဖြစ်လိုက်တာရမ်းစွာရလာနေဟုတ်လားဟဲ့ယူကြည့်အောင်ရမ်းစွာရသူကြောက်တယ်ဟောကုတ်မရုပ်ကြီးအဲ့အဖေလားဟုတ်တယ်အဲ့နှစ်ကောင်ကနေပေါက်တာအိုးဒီခဲအောင်နဲ့ဖြူနဲ့ပေါက်တာဟိုအမဲကောင်ထွက်လာသူကကိုဖွားနေနော်အိုင်လုံးနေခုံးအဲ့တော့ဤပါဗလားပါဗလားဟင်ဤပါမို့လားပြောဒီကိုပြောရေကျုံညောင်းဟာ你好了，你看的你看哪个呢？算了，算我看你了。